မင်္ဂလာပါ MM Story Hub Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြပြပေးမယ့်သတင်းရဲ့ခေါင်းစဉ်ကတော့မင်္ဂလာဆောင်ဖို့9လပဲလူတော့တဲ့သူတို့သားလောင်းကိုသူတို့သမီးနဲ့သူ့ရီစာကကြောက်ထဲတွန်းချခဲ့တဲ့ဖြစ်ရဖြစ်ပါတယ်ဒီဖြစ်ရက2026ခုနှစ်ဇွန်လအတွင်းအိန္ဒိယနိုင်ငံမှာဖြစ်ပွားခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းရှင်လူငယ်ကီတန်ဟာမိဘတွေသဘောတူစိစက်ထားတဲ့စီရာဆိုတဲ့သူနဲ့နိုဝင်ဘာလမှာအလွန်ခမ်းနားတဲ့မင်္ဂလာပွဲကျင်းပဖို့စီစဉ်ထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့စီရာမှာတော့တခြားချစ်သူရှိနေခဲ့ပါတယ်မင်္ဂလာမဆောင်ခြင်းတဲ့သူမဟာသူရေးစားနဲ့ပူပေါင်းပြီးကီတန်ကိုဖယ်ရှားဖို့အစီအစဉ်ဆွဲခဲ့ပါတယ်ဂျွန်လ18ရက်နေ့မှာတော့မွေးနေ့အကြိုအဖြစ်တောင်တက်ခရီးသွားကြဖို့ကီတန်ကိုခေါ်သွားခဲ့ကြပါတယ်တောင်ပေါ်ရောက်တဲ့အခါစီရာကကီတန်ဟာဓာတ်ပုံရိုက်ရင်းချေချော်ပြီးကြောက်ထဲပြုတ်ကျသွားတယ်လို့ရဲကိုပြောခဲ့ပါတယ်အစပိုင်းမှာတော့ဒီအမှုကိုမတော်တဆမှုလို့ယူဆခဲ့ကြတာပါတယ်ဒါပေမဲ့ကီတန်ရဲ့မိသားစုကတန်တရားဝင်ခဲ့ပါတယ်အကြောင်းကတော့ကီတန်ဟာကျွမ်းကျင်တဲ့တောင်တက်သမားတဦးဖြစ်တယ်လို့ဒီလိုအလွယ်တကူချေချော်ကြမဲ့သူမဟုတ်ဘူးလို့ယုံကြည်ခဲ့ကြတာပါရဲတွေက CCTV ကိုပြန်စစ်ဆေးတဲ့အခါပူပြင်းတဲ့ရာသီဥတုမှာဟူဒီအပြည့်စုံဝတ်ထားတဲ့အမျိုးသားတစ်ယောက်ပါလာတာကိုတွေ့ရှိခဲ့ရပါတယ်နောက်ဆုံးမှာတော့အဲ့ဒီလူဟာစီရာရဲ့လျှို့ဝှက်ချစ်သူဖြစ်ကြောင်းပေါ်ပေါက်လာခဲ့ပါတယ်စစ်ဆေးမှုတွေအရသူတို့နှစ်ယောက်ဟာဓာတ်ပုံရိုက်ပေးမယ်ဆိုပြီးကီတန်ကိုအနားခေါ်ကကြောက်ထဲကိုတွန်းချခဲ့တာဖြစ်ကြောင်းဆွဆွဲခံရပြီးနောက်ပိုင်းမှာရဲတပ်ဖွဲ့ဝင်တွေရဲ့စစ်ဆေးမှုအတွင်းလူသတ်မှုမှာပါဝင်ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့တယ်လို့သတင်းတွေမှာဖော်ပြခဲ့ပါတယ်လက်ရှိမှာတော့နှစ်ဦးလုံးကိုလူသတ်မှုနဲ့အရေးယူဖို့ဆက်လက်ဆောင်ရွက်နေပါတယ်။အခုလိုတကယ်ဖြစ်ရမှန်ထိတ်လန့်စရာဖြစ်ရမှန်ဇာတ်လမ်းတွေကိုနားထောင်ကြနေဆိုရင်ကျမတို့ရဲ့ MM Story Hub Channel ကို Subscribe လုပ်ပေးကြပါအောင်ရှင်။